တန်ဆွမ်းဖြစ်နေတဲ့ CEO ကြီးကသူ့ရဲ့စိတ်ဆက်ထားသူဟောင်းရဲ့မင်္ဂလာဆောင်ကိုတက်ရောက်ဖို့ရောက်လာခဲ့ပြီးမြဲအားလုံးရဲ့လောင်ပြောင်တာကိုပဲခံခဲ့ရပါတယ်။သူကမတန်ဆွမ်းဖြစ်နေပြီးဘယ်သူမှမလိုချင်တော့တဲ့သူဆိုပြီးဝိုင်းနေကြတာပါ။ CEO ကြီးအနှင်ခံနေရတာကိုမြင်တော့အိမ်အကူမလေးကရှေ့ထွန်လာပြီး CEO မှာဘယ်သူမှမရှိဘူးလို့ဘယ်သူပြောလဲ။သူမှရီးစားရှိပြီးသားပါလို့ပြောလိုက်ပါတယ်။လူအုပ်ကြီးကသူမပြောတာကိုလုံးဝမယုံကြပါဘူး။အဲ့ဒီတော့မင်္ဂလီကကျမကို10မိနစ်လောက်အချိန်ပေးပါ။အခုချက်ချင်းသွားခေါ်ပေးမယ်လို့ပြောပြီးထွက်သွားပါတော့တယ်။အချိန်ဒီ10မိနစ်ပြီး10မိနစ်ကုန်ဆုံးသွားပါတယ်။ဟိုလူကသူရီးစားကအခုထိဘာလို့ပေါ်မလာသေးတာလဲဆိုပြီးညခေါင်းရှုံလှောင်ပြောင်နေတာပါတချို့ကလည်း CEO ကြီးရဲ့မျိုးဆက်ပြစ်တော့မှာပဲဆိုပြီးဝိုင်းစနှောင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအိမ်အကူမလေးကပွဲတက်ဝစ်စုံကြီးနဲ့ပြန်ရောက်လာပါတယ်သူမရဲ့လှပလွန်းတဲ့အသွင်အပြင်ကြောင့်အားလုံးမှင်တက်သွားကြတာပေါ့သူမက CEO ကြီးစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတယ် CEO ကြီးကတော့သူမကိုအိမ်အကူရဲ့သမီးလိုပဲထင်နေတာပါဟိုလူကတော့သူ့ကိုယူမဲ့သူတကယ်မရှိလို့ပါဆိုပြီးထက်နှိမ်ပြန်ပါတယ်အဲ့ဒီမှာမင်္ဂလေးကစိတ်ဆက်ထွားတဲ့မိန်းမကိုဘာလို့ဒီလောက်တောင်တုံလုံနေရတာလဲမနာလို့ထိနေတာလားလို့ပြန်ပြီးခနဲ့လိုက်ပါတယ်ဟိုလူကတော့သူတို့နှစ်ယောက်ကကောင်းကင်ကဖန်တီးပေးထားတဲ့စုံတွဲပါလို့ပြောပါတယ်မိမကလည်းဒီလူကသူမဘွားရဲ့တူးတဲသောအချက်ပါလို့ပြောပြီးပြဿနာမရှာဟုတားနေတာပါအဲ့ဒီအချိန်မှာပဲညီပြစ်သူကလက်ဟန်ချေရန်ပြလိုက်တာနဲ့လူတစုချက်ချင်းဝင်လာပါတော့တယ်အဲ့ဒီမိမကတော့ရှက်လွန်းလို့ချက်ချင်းကောင်းကုန်သွားပါတယ်ဟိုလူကဒီလူတွေကဘာလို့ဒီကိုရောက်နေတာလဲလို့မေးတဲ့အခါထိတ်ပြောင်ပြောင်တဲ့လူတစ်ယောက်ကကျွန်တော်တို့အားလုံးကသူ့ရဲ့ရီးစားဟောင်းနေပါလို့ပြောလိုက်ပါတယ်အားလုံးအံ့ဩမြင်သက်သွားကြသလိုဟိုလူလည်းကြောင်သွားပါတယ်အဲ့ဒီမိမရဲ့ပွေရှုပ်လာတဲ့နောက်ကြောင်းကိုသူလုံးဝမထင်ထိုက်ခဲ့မိဘူးလေသူကဒေါသတကြီးနဲ့မင်းကငါ့ကိုမင်းရဲ့ပထမဆုံးအချစ်ပါလို့ပြောခဲ့တယ်မဟုတ်လားဒီလူတွေကဘယ်သူတွေလဲလို့မေးခွန်းထုတ်ပါတယ်မိမကတော့ဒါတွေကမတော်တဆတွေပါရှင်တယောက်တည်းကိုပဲတကယ်ချစ်တာပါလို့အစဉ်ကြေပေးပါတယ်ဒါပေမဲ့နောက်လူတစ်ယောက်ကရှေ့ထွက်လာပြီးမနေ့ကကော်ဖီဆိုင်မှာတုန်းကတော့ကျွန်တော်ကမင်းရဲ့အချစ်စစ်ပါလို့ပြောခဲ့တယ်မဟုတ်လားလို့ပြောပါတယ်နောက်ထပ်တစ်ယောက်ကလည်းပြီးခဲ့တဲ့အပတ်ကတော့ကျွန်တော်ကလေးယူချင်တယ်လို့ပြောခဲ့တယ်လေလို့ဆိုပြန်ပါတယ်အဲ့ဒီနောက်လူကြီးတစ်ယောက်ကရှေ့ထွက်လာပြီးငါမှမင်းတကယ်ချစ်တဲ့သူပါလို့ပြောလိုက်ပါတော့တယ်မိမကပြန်ရှင်းပြဖို့ကြိုးစားပြီးမြင်ဟိုလူကဒေါသတကြီးနဲ့ထွက်သွားတော့ဆိုပြီးမင်္ဂလာဆောင်ကိုဖျက်သိမ်းလိုက်ပါတယ်သူကဒေါသတကြီးနဲ့ထွက်သွားတဲ့အချိန်မှာ CEO ကြီးအဆင်ပြေတာကိုမြင်တော့အိမ်အကူမလေးလည်းထွက်သွားဖို့ပြင်ဆင်တာပါဟိုလူကအဲ့ဒီမိမကိုအပြင်ကိုမောင်းထုတ်လိုက်ပါတယ်သူမကတိတ်တိတ်စစ်လူဒီဇိုင်းကျော်နဲ့ပတ်သက်နေကြတာကိုမိမကရှင်နောင်တစီရမယ်လို့တတိပေးပြီး CEO ကြီးရဲ့အိမ်ကိုတန်းသွားပါတယ်သူမကဟိုလူနဲ့လမ်းခွဲလိုက်ပြီးဖြစ်တဲ့အကြောင်းနဲ့ CEO ကြီးကိုပဲတကယ်ချစ်တာပါလို့ပြောပါတယ် CEO ကြီးကတော့အိမ်အကူကိုသူမကိုမောင်းထုတ်ဖို့အမိန့်ပေးပါတယ်အဲ့ဒီမှာမိမကသူမစီမှာအချက်လက်တွေရှိတယ်လို့ပြောလာပါတယ်ဟိုတုန်းကဖြစ်ခဲ့တဲ့ကားအက်ဆီဒန့်ကမတော်တဆမဟုတ်ခဲ့ဘူးတဲ့ CEO ကြီးကတော့ဒါကသူ့တငယ်ချင်းနဲ့ပတ်သက်နေတာကိုသိထားပြီးသားပါအက်ဆီဒန့်ဖြစ်တဲ့နောက် CEO ကြီးကစုံစမ်းကြည့်တဲ့အခါဟိုလူကသူ့ကုမ္ပဏီအောင်မြင်နေတာကိုမနာလို့ဖြစ်နေတာသူမနဲ့စိတ်ဆက်ထားတာကိုလည်းမနာလို့ဖြစ်နေတာကိုသိခဲ့ရပါတယ်သူက CEO ကြီးကိုဒုထီးတာဖြစ်အောင်တင်မကအသေးသက်ဖို့အထိကြံစီခဲ့တာပါ CEO ကြီးကအထောက်အထားမရှိလို့အမှုမခွင့်တာကိုမိမကရိပ်မိသွားပါတယ်ဒါပေမဲ့သူမစီမှာတော့အထောက်အထားရှိနေတာပါသူမစီမှာဟိုလူနဲ့ accident ဖြစ်အောင်လုပ်ခဲ့တဲ့ကားဒရိုင်ဘာတို့ပြောထားတဲ့ချက်မှတ်တမ်းတွေရှိနေတာပါသူမကတက်သေးလိုက်ပြီးဟိုလူကိုထောင်ထဲမှာတက်လုံးနေသွားရအောင်လုပ်နိုင်ပါတယ်မကြခင်မှာပဲသူတို့အမှုဖွင့်ဖို့ရေးစခန်းကိုအပြေးသွားကြပါတယ်အဲ့ဒီအချိန်မှာဟိုလူကသူမစီဖုန်းဆက်ပြီး CEO ကြီးစီသွားနေတာလားလို့မေးတဲ့အခါသူမကသူ့ကိုလူသက်မှုနဲ့အမှုဖွင့်တော့မယ်လို့ပြန်ပြောလိုက်ပါတယ်ဟိုလူကမင်းအခွင့်ရေးရမှာမဟုတ်ဘူးလို့ပြောနေတဲ့အချိန်မှာပဲရှေ့ကနေကားတစ်စီးကသူတို့စီကိုအရှိန်နဲ့ပြေးဝင်လာပါတယ် CEO ကြီးကချက်ချင်းကားဝင်ပြေးပြီးမင်းကလေးကိုကာကွယ်လိုက်ပါတယ်ကားချင်းတိုက်မိသွားပါတော့တယ် CEO ကြီးကချက်ချင်းတတိပြန်ရလာပြီးမင်းကလေးကိုအသေးပတ်သက်နိုးပါတယ်မင်းကလေးကသူ့ကိုအမြန်ထွက်သွားဖို့ပြောပါတယ် CEO ကြီးလဲတောင်သွားတဲ့အချိန်မှာကားက CEO နေလိုက်ကိုတတိထားလိုက်မိပါတယ်သူကရှိသမျှအာအင်းရီသုံးပြီးမင်းကလေးကိုကဲဖို့ကြိုးစားခဲ့တာပါနောက်ဆုံးမှာတော့နှစ်ယောက်လုံးတတိလေးသွားကြပါတယ်အဲ့ဒီအချိန်မှာပဲလူနာတင်ကားကအချိန်မီရက်ခဲ့တာပါမင်းကလေးတတိရလာတဲ့အချိန်မှာ CEO ကြီးရဲ့အိမ်ကိုရောက်နေပါပြီ CEO ကြီးကသူမကိုစိတ်တိုက်ဖို့လုပ်နေတာပါမင်းကလေးကတော့သူမဘာသာလုံနိုင်ပါတယ်လို့အလင်းစံပြောပါတယ်သူကသူမကိုစောင်းပြီးတေချာချုံဖေးပြီးဂယုစိုက်ပေးနေတာပါမင်းကလေးကဘာလို့ဒီလောက်တောင်ဂယုစိုက်ရတာလဲရှင်ကအသက်ကြီးတဲ့မိန်းမတွေကိုမှကြိုက်တဲ့ရောဂါရှိနေတာလားလို့မေးလိုက်ပါလေအဲ့ဒီမှာ CEO ကြီးကငါကတကယ်အသက်40-50အရွယ်ကြီးနေလို့ထင်နေတာလားလို့ပြန်မေးပါတယ်မင်းကလေးကကတင်ဘေးကမှန်ကိုကြည့်လိုက်တဲ့အခါမှာသူမရဲ့မူရဲ့စပင်တူကြီးကမရှိတော့တာကိုသတိထားမိသွားပါတယ်သူမကမူရဲ့အလားတရားတွေနဲ့ပြန်ဖြစ်နေခဲ့တာပါ